အခုဒါလေးကိုနားလည်သွားပြီဆိုရင်တော့ညီတို့ညီမတို့က Photoshop ရဲ့50ရာခိုင်နှုန်းတက်မြောက်ဖို့အတွက်လမ်းစာပေါ်ကိုရောက်လာပြီပဲဖြစ်ပါတယ်ဒီသင်ခန်းစာလေးကတော့ Photoshop မှာတိုင်းမဖြစ်မနေသိရမယ်အခြေခံအကျဆုံးအချက်ပဲဖြစ်ပါတယ် Photoshop ကိုစလေ့လာတော့မယ်ဆိုရင်အခြားသူတွေထက်ဒီလေယာအကြောင်းလေးကိုအရင်ဆုံးသိထားဖို့တော့လိုပါတယ်လေယာဆိုတာဘာလဲလေယာဆိုတာမှန်ချက်လေးတွေကိုတစ်ခုပေါ်တစ်ခုဆင်ထားတာနဲ့တူပါတယ်အောက်ဆုံးမှန်ချက်မှာ background ရှိမယ်ပြီးတော့ဒီသူ့ရဲ့အပေါ်ကမှန်ချက်မှာပုံရှိမယ်ပြီးတော့ဒီအပေါ်ဆုံးမှန်ချက်မှာစာသားရှိမယ်ဒါကိုပြောချင်တာပေါ့နော်အပေါ်ကမှန်မှရေးလိုက်ရင်အောက်ကပုံကိုမထိခိုက်စေတာတော့လေယာရဲ့အားသာချက်ပဲဖြစ်ပါတယ်ညာဘက်အောက်ခြေကဒီ box လေးကို layer panel လို့ခေါ်ပါတယ် layer လေးတွေမ layer လေးတွေရှိတယ်ပေါ့နော်အဲ့ layer လေးတွေကိုအတစ်တိုးခြင်းနဲ့ဆိုရင်တော့ဒီအပေါင်း icon လေးကိုနှိပ်လိုက်ပါအဲဆိုရင် layer အတစ်ရပါမယ်ဒီ layer လေးတွေကိုဒီမျက်လုံးပုံလေးကိုနှိပ်လိုက်ရင်ပြောက်သွားမယ်ပြန်ဖွင့်လိုက်ရင်ပေါ်သွားမယ်ဒါလေးကတော့ layer လေးတွေကိုပိတ်ဖွင့်လောက်တာဖြစ်ပါတယ်နောက်ကျတော့ layer တွေကိုအပေါ်အောက်ရှိလို့ရတယ်အခုဒီဟာလေးကိုဒီပေါ်တင်လိုက်မယ်ဆိုရင်ကျွန်တော်စာသားပြောက်သွားမယ်ဒါဆိုရင်ဒီပေါ်လေးထပ်တင်ပေးမယ်ဒါဆိုရင်သူ့ရဲ့အပေါ်ရောက်ပြီဒါတော့ layer အလုပ်လုပ်ပုံပေါ့နော်ဒီဟာအပေါ်ရောက်တဲ့ဟာကပေါ်ဆုံးမှာပေါ်မယ်သူ့ရဲ့အောက်ရောက်တဲ့ဟာကအောက်မှာပေါ်မယ်ဒါပါပဲအခုဒါလေးကိုနားလည်သွားပြီဆိုရင်တော့ညီတို့ညီမတို့က Photoshop ရဲ့50ရာခိုင်နှုန်းတက်မြောက်ဖို့အတွက်လမ်းစာပေါ်ကိုရောက်လာပြီပဲဖြစ်ပါတယ်နောက်သင်ခန်းစာတွေမှာ selection တွေအကြောင်းပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်သင်ခန်းစာလေးတွေကိုဆက်လက်လေ့လာဖို့အတွက်အကောင့်လေးကို follow လုပ်ထားပါဦးနော်